မင်္ဂလာပါရှင်ယနေ့ကြာရောက်တဲ့အာဟာရဒါနအလူကတော့ကိုစေရာဖြိုးမတ်ခိုင်ဤဇော်မှလူရန်ပေးသွားတာဖြစ်ပါတယ်ရှင်ကြက်လေပင်ယိုဟင်းဖြင့်ထမင်းတနတ်စာပါကုန်ကြငွေ3,500ကျပ်ဖြစ်ပါတယ်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလူရန်ပေးတဲ့အတွက်စေတနာရှင်ကိုစေရာဖြိုးမတ်ခိုင်ဤဇော်တို့လည်းကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်အနေရကင်းပေးရှင်ပါစေစီးပွားလာပါများလဲပွင့်လန်းဝေစားကြပါစေရှင်အလောက်ကင်ချမ်းစီများလဲအောင်မြင်ကြပါစေမရှိစကားမကြားရပါစေနဲ့အလူရည်ဆက်လက်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလဲဖြစ်ကြပါစေရှင်ရရှိပြီးသောစီစဉ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလဲစောင့်ရှောက်ကြပါစေရှင်ရတနာရွှေငွေဥစ္စာပစ္စည်းများလဲဝင်လာမစဲတသေးဖြစ်ကြ၍အရင်ပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေရှင်။ကောင်းသောဂုဏ်သတင်းများနဲ့မှွေပြန့်ကြော်သောပါစေ။ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။အခုဆိုရင်တော့ channel ကကြောင်ကလေးခွေးကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါတယ်ရှင်။လှူဒန်းမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်